Hello ဒီဗီဒီယိုကတော့ August 3 ရက်နေ့2025မှာအမေနဲ့ပေါ့နော်ခီးထွက်ခဲ့တဲ့ဗီဒီယိုအမှတ်တရပါCapital Launch Venture X ပေါ့နော်အဲ့မှာ launch တော့ထိုင်နေ launch hopping လုပ်တယ်ပြီးရင် Lufthansa ရဲ့ business ပေါ့နော်ဆိုတော့ first class launch မှာတော့ထိုင်နေတာကျွန်မကြိုက်တဲ့ experience ပေါ့နော်ဒါတော့လေယာဉ်ပေါ်ရောက်သွားပြီလေယာဉ်ကတော့ Airbus A330ဒါကတော့ business class ရဲ့ပြီးတဲ့ amenities ပေါ့နော်ပြီးတော့ဒီမှာSwiss နဲ့ Swiss International Swiss Airline ပေါ့နော်Swiss International Airline နဲ့ဘန်ကောက်ကို Zurich ကိုသွားမှာပေါ့နော် Zurich ကိုက8နာရီ duration ပေါ့8နာရီကြာမယ်လို့တော့ပြောတယ်ဆိုတော့အရင်မကြာဘူးပေါ့နော်ဒီကနေပြီးမှဘန်ကောက်ကိုသွားမယ်ဆိုတော့ဒါကတော့ညပေါ့ဒီဘက်ကနေညထွက်တာပေါ့နော်ည8:45 departure time ပေါ့နော်ပြီးလို့ရှိရင်သူက8နာရီကြာမယ်လို့ပြောပေမဲ့9နာရီခွဲလောက်ပဲကြာတယ်ဆိုတော့ဒါကတော့လေမမကျွေးရဲ့အစားအစာတွေပေါ့နော်ဒါအမရဲ့ business class စီးတဲ့ experience ရဲ့32ကြိမ်မြောက်ပေါ့နော်အမက business class ကိုအရင်စီးတာ enjoy ဖြစ်တယ်ခီးထွက်တာ enjoy ဖြစ်တယ်launch ထိုင်ရကြိုက်တယ်ကို enjoy ဖြစ်တဲ့ဟာပေါ့နော်ပြီးရင်ရှောက်လေရတာကြိုက်တယ်ဟိုမရောက်ဘူးတဲ့နေရာကိုသွားကြည့်ရတာကြိုက်တယ် adventure time လည်းနည်းနည်းပေါ့ကြိုက်တယ်အဲ့လိုပေါ့နော် explore လုပ်ရကြိုက်တယ် cheese ကတော့မစားနိုင်လို့ငိုနေကျွေးတာကြီးများလို့ဆိုတော့တချို့ရတော့ပြောတယ်Chanel ပဲဝယ်လိုက်မယ်ရိုးရိုး economy class နဲ့ပဲသွားမယ်ပေါ့နော်ဒီ business class ကိုပတ်စံအကုန်ကြခံပြီးတော့မှမသွားအောင်နှမျောတယ်ချားဝယ်မယ်ပေါ့ဒါပေမဲ့အမအနေနဲ့ကကြတော့ဒီ10နှစ်မှာ32ခေါက်စီးဖူးတဲ့ဒီ business class ရဲ့ experience က Chanel 32လုံးဝယ်တဲ့ experience နဲ့လုံးဝမလဲနိုင်ပါဘူးဆိုတဲ့အတွက်ကြောင့်မို့အမကbusiness class ကိုရွေးတာပေါ့နော်အမြဲတမ်းပြီးရင်ကိုလည်းတက်တောင့်တက်တာအညောင်းလည်းမမိဘူးအဲ့လိုပေါ့နော်ပြီးရင်ကိုဟိုဘက်ရောက်တာနဲ့လဲနိုင်တယ်မနာဘူးဟိုကျမနေရပေါ့ကွယ် because you are well rested လေ on the plane ဒါကြောင့်မို့အခု Zurich ကိုရောက်ပြီးမနေ့အစောကြီးမနေ့အစောရောက်တာအမဟုတ်10နာရီလောက်ရောက်တယ်ဆိုတော့ဒါအပေါ်ကနေလင်းပေါ်ကနေတွေ့ရတာပေါ့နော် landing လုပ်နေပြီဟိုပါပေါ့ approaching လုပ်approach တော့လုပ်ပြီးသွားပြီအခုဒါ landing လုပ်နေပြီဘိန်းချတော့မယ်ပေါ့နော်ဆိုတော့ Zurich လေဆိပ်ပေါ့နော် Zurich လေဆိပ်ကိုခုဆင်းလာပြီဒီမှာ airport arrival information gate information တွေပြောထားဒါပေမဲ့အမတို့က transit ဆိုတော့ launch ပဲတထိုင်မယ်ကြာပြီအမ touchdown ဖြစ်တော့မယ် touchdown ထီတော့မယ်မြေပြင်နဲ့ထီတော့မယ်ဒီချိန်ကအန်ဒီရရမ်းများပါတော့အဲ့လိုချိန်ဆိုရမ်းကြောက်တာပဲပြီးရင်စင်းတက်ချိန်ရမ်းကြောက်တယ်အမေလက်ကင်ထားတခါကြရင်ကင်လို့ရရင်ရောက်ပါပြီနောက်ဗီဒီယိုမျောပါ